နောက်ကြမှာသိရတဲ့ဘောသင်ခန်းစာ17ချက်မင်းစကားနဲ့လေမင်းစကားတွေကပိုပြီးအေးပါလေဖြစ်လိမ့်မယ်အရာရာကိုလိုက်ပြီးမခံစားပါနဲ့လူတိုင်းကမင်းเจ้าကိုမင်းတင်သလောက်အလေးထားမတွေးကြဘူးမင်းပြဿနာတွေကိုအာရုံစိုက်ရင်ပြဿနာတွေပိုများလာမယ်ဖြစ်နိုင်ခြေတွေကိုအာရုံစိုက်ရင်အခွင့်အလမ်းတွေပိုများလာမယ်အခုချိန်မင်းဘယ်လောက်ပဲခက်ခဲနေပါစေဒီနေ့မှာမင်းရဲ့ရုန်းကန်မှုတွေဟာမင်းဘဝကိုပိုကောင်းအောင်ပြောင်းလဲပေးခဲ့တယ်ဆိုတာသိလာလိမ့်မယ်မင်းလူတွေကိုအကြောင်းတစ်ခုအကြောင်းစုံရတာပါသူတို့ကမင်းဘဝကိုပြောင်းလဲဖို့လိုအပ်လို့စုံကြရတာဖြစ်နိုင်တယ်လို့မင်းကသူတို့ဘဝကိုပြောင်းလဲပေးမဲ့သူလည်းဖြစ်နိုင်တယ်အသစ်တွေကိုသင်ယူဖို့ဘယ်တော့မှမကြောက်ပါနဲ့တပိသားနယ်ပယ်ထဲမှာပဲနေရင်ဘဝကပြင်းစရာကောင်းလာလိမ့်မယ်အခိုက်အတန့်တစ်ခုဟာအမှန်တရားတစ်ခုမဖြစ်မရှင်သူ့ရဲ့တန်ဖိုးကိုမင်းအမှန်တကယ်သိမှာမဟုတ်ဘူးမင်းဘဝရဲ့ကောင်းတဲ့အချက်တွေကိုကြီးတက်လာတဲ့အခါမင်းရှင်နိုင်ရတာပိုပြီးအတိတ်ပဲရှိလာလိမ့်မယ်မင်းပါဇက်ကိုမထိချုံနိုင်ရင်မင်းအနာဂတ်ကိုလည်းထိချုံနိုင်မှာမဟုတ်ဘူးဘဝဆိုတာအမှန်တစ်ချက်ပါမင်းတွေးတဲ့အရာတွေကိုပြန်လဲတင်ဟပ်ပြလိမ့်မယ်မနက်နိုးတိုင်းမှာမင်းဆိုင်ရမယ်တူတူသောသူကမင်းကိုယ်တိုင်ပါပဲအောင်နိုင်သူဖြစ်ပါစေ